ပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါနော်ကျမအခုပြောပြပေးခြင်းနဲ့ဇလန်တွဲလေးကတော့ဒါရတာကိုပင်ရိုက်ကူးပုံပေါ်ထားတဲ့မြူနင်းတို့ထာဝရဝေးဆိုတဲ့ဇလန်တွဲလေးပဲဖြစ်ပါတယ်ဒီဇလန်တွဲလေးကိုတော့ဘယ်တော့မှယူမသွားတဲ့စနိုးပိုက်ပုံမြင်လေးလိုကြည့်ရှုခန်းစားကြရမှာပါဒီဇလန်လေးကိုပါဝင်တရုပ်ဆောင်ထားကြသူတွေကတော့ထက်ဆင့်အကယ်ဒမီရဲအောင်ရှင်မွေလဖုံးရှင်ခန့်အကယ်ဒမီချိုပြုံးရမုံမြင့်မြတ်ဂရိတ်ချမ်းဝါဝါအောင်အဲဝေတာတန်စင်စည်းစာတို့ပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဆဆချင်းမှာပဲအရန်ကိုပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကိုတွေ့ရှိရမှာဖြစ်ပြီးအဓိကဇက်ဆောင်တွေဖြစ်ကြတဲ့မြင့်မောင်ရှိန်တို့ရဲ့အိမ်နောက်ရေးဟာအဆအအရာရာတာယာဆိုပြီးပြည့်စုံချမ်းသာတဲ့အပြင်လိမ္မာရင်ကျေးပြီးချစ်စရာကောင်းတဲ့တာຫນွေဦးမောင်နဲ့သမီးလေးစနိုးပိုက်ကိုပါပိုင်ဆိုင်ထားရတာပဲဖြစ်ပါတယ်သမီးဖြစ်သူစနိုးလေးရဲ့8နှစ်ပြည့်မွေးနေ့မှာတော့မြင့်မောင်ရှိန်ရဲ့တငယ်ချင်းကိုကျော်တို့မိသားစုတွေဟာမြင့်မောင်ရှိန်တို့နေထိုင်ရာကလောမြို့ကြီးကိုလာရောက်လဲပေးကြတာပေါ့သမီးလေးစနိုးကတော့နာမည်နဲ့လိုက်အောင်ပုံမြင်တဲ့ကစနိုးဝိုင်မင်းသမီးလေးလိုပဲဖြူဖွေးဝန်းပါနေပြီးသပင်ကားလည်းရှည်လျားပြီးမဲနဲ့နေတာပေါ့စနိုးလေးကစနိုးဝိုင်ပုံမြင်လေးကိုအရန်ကြိုက်တော့ဖွားဖွားကြီးတော့စောမြနန္ဒာကညာတိုင်းစနိုးဝိုင်ပုံမြင်လေးကိုပြောပြပေးရတော့တယ်စနိုးဝိုင်ပုံမြင်လေးကတော့တခါတော့ကမိဖုရားကြီးတစ်ပါးရှိတဲ့နှင်းမုံလေးဖြူဖွေးနေအောင်ကြားတဲ့တနေ့မှာမိဖုရားကြီးကအထိုးနေတာပေါ့မတော်တဆအက်ကလက်ကိုချော်ထိုးမိသွားတော့သွေးတွေထွက်လာတာပေါ့လက်ကသွေးတွေဟာဖြူဖွေးနေနီမြဲနေတဲ့နှကပင်တွေရှိတောင်းလိုက်တော့တယ်အဲ့တလို့နဲ့နှင်းတွေကြားတယ်အဲ့တလို့နဲ့နှင်းတွေအများကြီးကြားတယ်ညမှာမိဖုရားကြီးကစနိုးဝိုင်မင်းသမီးလေးကိုမွေးဖွားခဲ့တယ်တဲ့ကဲဇလန်းလေးကိုပြန်စကြရအောင်နော်မြင့်မောင်ရှိန်တို့မိသားစုဟာအရန်ကိုတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးတာယာဆိုပြေတဲ့မိသားစုဘဝလေးကိုချစ်ချစ်ခင်ခင်အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေထိုင်ကြတာပေါ့အဲ့ဒီလိုနဲ့တနေ့မှာတော့ပန်းနုတယောက်တောင်ကြီးဘက်ကိုပစ္စည်းယူရင်းနဲ့မိခင်ကြီးတော့စောမြနန္ဒာရဲ့နှလုံးရောဂါဆေးကိုပါဆရာဝန်ကြီးစီကိုသွားယူဖို့ထွက်သွားခဲ့ကြတော့တယ်အဲအချိန်မှာပဲရာသီဥတုကလည်းမကောင်းမိုးတွေကလည်းတဲကြီးမဲကြီးရွာနေတော့မိခင်ကြီးတော့စောမြနန္ဒာကတော့စိတ်ပူနေတယ်ပန်းနုကတော့စိတ်မပူဖို့ဒီလိုရာသီဥတုနဲ့ဘာမှမဖြစ်ပါဘူးအမေဆိုပြီးသူ့သားဖြစ်သူຫນွေဦးမောင်နဲ့အတူထွက်ခွာသွားခဲ့ကြတယ်လန်ခီမှာတော့မိုးတွေကပိုတဲ့လန်ခီမှာတော့မိုးတွေကလည်းတဲ့တဏီကောင်အဆက်မပြတ်လန်ခီမှာတော့မိုးတွေကလည်းတဏီကောင်အဆက်မပြတ်ရွာနေပြီးဖုံးလိုင်းတွေကလည်းပြတ်တောက်နေတယ်ဒရိုင်ဘာဆိုင်းကျော်ကလည်းကားကိုဇက်အတင်းမောင်းနေရပေါ့တနေရာရောက်တော့ကားကအရှိန်လွန်ပြီးရုတ်တရက်အရှိန်လွန်ပြီးကြောက်ထဲကိုကျသွားတော့တယ်ကဲပရိသတ်ကြီးတို့ရေနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါအောင်နော်ကျမရဲ့ channel လေးကိုလည်း VPN လေးခံကြည့်ဖို့မြတ်တာရက်ခံပေးရစေရှင်ကြည့်ရှုအားပေးကြသူတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်